ဒီ၃ချက်မားနေတွေတင်းရဲ့အစာအိမ်ကဘလို့မှပြောင်းနိုင်မှာမဟုတ်ဘူးအဲ့ဒီ၃ချက်ကဘယ်၃ချက်လဲဆိုတာကိုစိတ်ဝင်စားတယ်ဆိုတော့အဆုံးထိကြည့်တော့ပေးဖို့မေးပါနဲ့ရှင်အားလုံးပဲမင်္ဂလာပါစညို့ပါဒါကြတော့စညို့ကတော့ကျမ်းမာရေးနဲ့အလားပါဆိုင်ရာတွေကိုပြောပြမြောက်ပေးနေတဲ့အတူတယောက်လည်းဖြစ်တယ်ပေါ့နော်အဲ့တော့စညို့ကဒီအစာအိမ်သမားတွေဆိုရင်မှားတတ်ကြတဲ့အမှားက၃မျိုးမကတော့အများကြီးပဲရှိတယ်အဲ့ဒီမှာ၃မျိုးကိုစညို့ကရွေးချယ်ပြီးတော့ပြောပေးမယ်ပေါ့နော်အဲ့တော့နံပါတ်1အမှားကပါလဲဆိုရင်တော့အစားကိုဘိုက်စာမစားပေါ့နော်ဘိုက်မစားရင်မစားဘူးအစားကိုပုံမှန်မစားဘူးဒီလိုလူတွေကဆိုတော့တို့ဘလောက်ပဲဆေးအကောင်စားကြီးတွေပဲတောက်ပြည့်ဆက်စာအကောင်စားကြီးတွေပဲစလုံးဝပျောက်မှာမဟုတ်ဘူးเนาะလုံးဝမပျောက်ပါဘူးရှင်အဲ့တော့အစားကိုပုံမှန်စားပေးပါဒါဒီတစ်ချက်လေးကိုစညို့ပြောချင်ပါတယ်ရှင်အစားကိုစားမစားတယ်ဆိုတာထက်ကိုမစားခင်ကြိုစားပေးပေါ့နော်ပုံမှန်ပဲချိန်စားလဲပေါ့တရက်3ချိန်ပဲချိန်စားလဲပုံမှန်လေးစားပေးဖို့မမေ့ပါနဲ့ရှင်အဲ့တော့နောက်ထပ်နံပါတ်2ပေါ့နော်နံပါတ်2ကပါလဲဆိုရင်တော့ညိုတို့ကဒီစိတ်ဖိစီးမှုရှော့ချတာပေါ့နော်ဆရာဒေါက်တာဇာနီစင်ဆိုလည်းပြောတယ်တချို့ကျတော့အစာအိမ်ဖြစ်တာကားတဲ့ဘာမှမဟုတ်ဘူးတဲ့သူတို့စိတ်ဖိစီးမှုတအားများလို့တဲ့အဲ့ဒါကြောင့်မို့အစာအိမ်ဖြစ်ကြတာတဲ့အဲ့လိုမျိုးပြောတယ်ပေါ့နော်အဲ့တော့စိတ်ဖိစီးမှုကိုလည်းညိုတို့တတ်နိုင်တဲ့လောက်ရှော့ချပေးဖို့လိုအပ်တယ်ကိုယ့်ရဲ့အလုံးနဲ့ပတ်သက်ပြီးတော့စိတ်ဖိစီးမှုရှိတာလားဒါမှမဟုတ်ကိုယ့်ရဲ့မိသားစုနဲ့ပတ်သက်ပြီးတော့စိတ်ဖိစီးမှုရှိတာလားဒါမှမဟုတ်ဒီယောဂကြီးဖြစ်နေတယ်ဆိုပြီးတော့ယောဂဖြစ်ပြီးတော့တခုဖြစ်မှကြောက်လို့စိတ်ဖိစီးမှုဖြစ်တာလားပေါ့နော်အဲ့ဒါဆိုရင်လည်းအဲ့ဒီစိတ်ဖိစီးမှုတွေကိုလည်းညို့တို့တက်နိုင်တဲ့လောက်ရှော့ချပေးဖို့လိုအပ်ပါတယ်ရှင်စိတ်ဖိစီးမှုကိုတက်တာစီဖို့အတွက်ဆိုတော့ညို့တို့အသက်ရှူလက်ကျန်ကန်လေးပေါ့နော်အသက်ပြင်းပြင်းရှူတဲ့လက်ကျန်ကန်လေးကိုလည်းလှုပ်ပေးပါရှင်အဲ့ဒါဆိုလည်းအများကြီးပဲတက်တာပါလိမ့်မယ်နော်နောက်ထပ်နံပါတ်3အချက်ကကြတော့ဘာလဲဆိုတော့အစာဘာမှဘိုက်ထဲမှာဘာအစာမှမရှိတဲ့ချိန်မှာကော်ဖီတောက်ခြင်းပဲဖြစ်ပါတယ်ရှင်ဘိုက်ထဲမှာဘာအစာမှမရှိချိန်မှာကော်ဖီတောက်တဲ့ခါမှာဆိုတော့အက်ဆစ်အထွက်နှုန်းကပို့ပြီးတော့မြင့်တက်သွားတယ်တချို့ဆိုရင်တော့အဲ့လိုတွေတောက်တဲ့ခါကျတော့ညတို့အစာအိမ်တွေတစ်ခုခုပို့ပြီးတော့ဖြစ်လာတယ်လို့လည်းကြားတယ်ပေါ့နော်အဲ့တော့အစာမစားခင်ဘာကော်ဖီမှမတောက်ပါနဲ့ဘိုက်ထဲမှာအစာတစ်ခုခုစားပြီးမှအစီအစံလေးတွေလားပေါင်မုတ်လေးတွေလားဒီလိုလေးတွေစားပြီးမှညတို့ကကော်ဖီတောက်ခြင်းကပို့ပြီးတော့ထိရောက်မှုကိုကျန်းမာရေးအတွက်ပေါ့နော်ပို့ပြီးတော့ကောင်းမွန်စေရလဲဖြစ်ပါတယ်ရှင်အဲ့တော့အစာမစားဘဲနဲ့ကော်ဖီလုံးဝမတောက်မိပါစေနဲ့တောက်ခဲ့တယ်ဆိုတော့မှ15မိနစ်အတွင်းနှာယူဝက်တွင်းကိုထမင်းပဲဖြစ်ဖြစ်အစာတစ်ခုခုစားပေးဖို့တော့လုံးဝမမေ့ပါနဲ့ရှယ်မဟုတ်ရင်တော့ရင်တုံတာပန်းတုံတာအကုန်ဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့အခုဒီ၃ချက်ကနေအများကြီးပဲအကျိုးရှိမယ်ဆိုတော့ကိုယုံကြည်တယ်အကယ်၍အစာအိမ်တော့ဖြစ်နေတယ်အစာအိမ်ပြဿနာနဲ့ပတ်သက်ပြီးတော့ကုသဖို့အတွက်ရှိလားဆိုရင်တော့ညှို့စီမှာဒီ